လို့ရနေ အေးပါအေးပါ တို့တော့တပည့်တော့လှုပ်လဲမလှုပ်ချူလှုပ်လဲမလှုပ်ရဘူး အေးပါ အဲ့တော့ဖုံဖုံကပဲအဆန်အောင်လှုပ်ပါ အေးပါအေးပါ တပည့်တော့လို့ငရဲမပြီးပါနဲ့အချိန်ပေါင်းမနေတော့ အ ဖုံဖုံဒီကိစ္စဒီကနေရွှေ့ရမှာဆိုတာမသိဘူးမပြောပါနဲ့ ဟုတ်အေးပါအေးပါဟုတ်ပါတယ်ဇာကတ်တော့တွေ့ပါတယ်အဲ့ဒါဦးစင်းကျောင်းတက္ကမဦးစင်းပေးလိုက်တယ်အဲ့ဒါဦးစင်းတက်တဲ့ဟိုပေးသွားတာမဟုတ်တော့ဦးစင်းအဲ့တော့ထားပြပြသေးဘူးတခါကြီးကအဲ့လိုကြောင့်မလို့ အခုတပည့်တော့ဒီမှာတာဝန်ရှိသူတွေနဲ့အကုန်လုံးရွှေ့ပေးမယ်ပစ္စည်းကကောက်သိမ်းဆိုမသိဘူးမသိရင်တပည့်တော့ဆွဲထုတ်တော့မှာအခုအမိတ်ပေးလိုက်တာအခုချက်ချင်းအကုန်ဆွဲထုတ်ပါတယ်အဲ့ဒါနဲ့တပည့်တော်ကိုယ်တိုင်လာရတာအဲ့လိုလုပ်ပြန်တော့တပည့်တော်ကကျူးရှင်းနေတဲ့ပုံစံမျိုးနဲ့ဆိုရင်တပည့်တော်တို့ငရဲကြီးပါလဲကြောက်ပါသေးတယ် အေးပါ ပြောလို့အုပ်ချုပ်ရောက်ကောက်ချုပ်လည်းပြောရတာလုပ်ရတာတော်အခက်ခဲ ဟုတ်ပါတယ်သူတို့လည်းဟိုနည်းနည်းလေးလာနေအောင်စင်းပြပါပါတယ်ဒါကြီးနဲ့ဟိုအေးစေးပြောပြီးတော့လုပ်ပါမယ်လို့ မင်းလျှောက်ခြင်းဘုံဘုံဟိုမြို့နယ်တန်ခါနာကဆရာတို့လည်းသွားချောင်းသူတို့လည်းဘာမှလုပ်ခွင့်မရှိဘူးလုပ်ခွင့်မရှိဘူးဘုံဘုံ record ယူတာတပည့်တော်မျက်နှာကြီးပေါအောင်ရိုက် အေးပါဟုတ်ပါပြီနိုင်ပါပါဦး တပည့်တော်အမှန်တိုင်းလုပ်နေတဲ့အတွက်ဘာမှမကြောက်ဘူးဗျ အေးပါအေးပါအေးပါ တပည့်တော်ကိုယ်တိုင်လည်းဗုဒ္ဓဘာသာ ဒီပါတိပါတယ်ခိုင်းသေးသေးပြောတာပဲခိုင်းစင်ကြည်ပါတယ် ပြီးရင်ဒီမှာမလိုတဲ့လူပုဂ္ဂိုလ်တွေပါတပည့်တော်အဲ့ဒါတော့ လူဘုက ထိုးလုံနေတိုင်းလုပ်တော့ ဘာမှအများကြီးမရှိပါဘူးခိုင်းကြီးဦးစင်းအမ ဒီလားရှင်ဒီမှာဦးစင်းကြကောင်းတယ် ဦးစင်းအမဆိုရင်ဆေးလာကူနေတာပါဒါလေးပဲရှိပါတယ်မရှိဘူးဘယ်သူမှကြမ်းတာထားစမထားဘူးငကိုတခါကြီးပြောပြီးတာလည်းမထားဘူးငကိုဆရာလည်းပြောတယ်မထားဘူးငကိုတော့ကိုဗစ်ကလာဒုက္ခရောက်လို့ဆိုပြီးနည်းနည်းကဲထားတာအဲ့ဒါပဲရှိရ ရက်မဟုတ်8ရက်9ရက်10ရက်17ရက်ကြားလာပြီဘုံဘုံ ဘုံဘုံတော့လှုပ်တော့မလှုပ်ဘူးအဲ့ဒါကြတော့တပည့်တော်ကမဆိုင်ဘူး ဟိုဦး ဘုံဘုံဒီတိုင်းဥက္ကဋ္ဌဆရာတော်ကြီးတွေမာနာလာတဲ့အမိန့်ကိုဘုံဘုံဒါဖိစံတာအဲ့ဒါကြတော့ဓမ္မဆက်နဲ့တုတ်သွားလိုက်မယ်ဘုံဘုံဆို20 90တော့လူတာနာကြီးနဲ့တွက်နဲ့သူတရားဖေတော့သွားလိုက်မယ်အဲ့ကြတော့ဘုံဘုံပိုင်းပြီးတော့ပိုင်းမဟုတ်တော့ဘူး အေးပါအေးပါအေးပါဆိုတော့ရမ်းမာတယောက်နေမကောင်းလို့သွားမိတာပါဒါအိုကြီးဖုံးဆက်တာတော့ကားဝင်ထားခဲ့လို့ဖုံးကအိုကြီးကဖုံးဆက်တာဝင်ကြည့်ပါတယ်သူက အဲ့တော့ဘုံဘုံလှုပ်ပြန်တဲ့ဒီမှာတန်ဃာတွေအကုန်လုံးဒုက္ခရောက်ကိုအဖွားကြီးတီလာရှင်အဖွားကြီး ဟုတ်တယ်အဲ့ဒါတွေစဉ်းစားတာပေါ့တခါကြီးကအဲ့ဒါတွေတီလာရှင်တွေမဟုတ်ဘူး ဘုံဘုံထက်တွေ့ရမယ်လေ တီလာရှင်တွေမဟုတ်ဘူးဝိုင်းလည်း60ကျော်ရှိသေးတယ်69တောင်ရှိရ ဘုံဘုံကထဲမတွေ့တာ ဒီကတွက်လို့စဉ်းစားနေရပါတခါကြီးက ဘုံစဉ်းစားတာဟိုကဘာ22ရက်နေဖြစ်တော့ အခုကဟိုကျေတရပါ2ပတ်ပါတခါကြီးကအကုန်လုံးမှ14 15အဲ့လိုဆိုပြရတာပဲတခါကြီးစဉ်းစားနေရတာပဲသူတို့လည်းနောက်တစ်ချိန်လွတ်လိုက်တာနဲ့သူတို့လည်းလမ်းမေးရောက်ကုန်မှာအကုန်လုံးအဲ့ဒါအဲ့ကြတော့ဒီတကြီးတဲ့ပုဂ္ဂိုလ်တွေအကုန်လုံး သိဖြစ်အောင်တပည့်တော်တို့ကုမ္ပဏီတော့တောင်ကြီးဆရာတော့အကုန်လုံးစီမံပေးထားတယ်လေဘုံဘုံအခုအဲ့ဒါတပည့်တော်လိုက်ပြအောင်လို့ဘုံဘုံတို့ပြင်တပည့်တော်ပြန်ဖို့ပြီအခုတပည့်တော်ကားနဲ့စီးနဲ့အဲ့မှာ express နဲ့ bus ကားနဲ့ခေါ်သွားပြင်သွားပြီးတော့လိုက်ပြမယ်ဘုံဘုံတို့ကျင်းရမယ်မြင်ရမယ်နေရာတပည့်တော်လိုက်ပြမယ်ပြပြီးတပည့်တော်အခုပြန်ခေါ်လာမယ် တော်တော်များသူတို့ရောက် ရရှင်ကြီးတွေအကုန်လုံးတင်ထားပြီးကားပေါ်မှာ ရောက်ဘူးပါတယ်သူတို့အကုန်လုံးက မဟုတ်ဘူးရောက်ဘူးလေတပည့်တော်ကလိုက်ပြပြီးဆိုတဲ့တာဝန်ကျေမှုတပည့်တော်ကပြန်တင်ပြရအောင်အဲ့တော့ဘုံဘုံမိသားချင်းပြန်လာမှပဲမိတော့တပည့်တော်